ခုနကပြောတာကြားလိုက်ပါတယ်ပူလုံးတော့အိမ်မှာကိုစောင်းနဲ့တော့မနေနိုင်တော့ဘူးဆိုပဲခုမှနေရောက်ခါသားပဲရှိသေးတယ်ပူလိုက်တာလည်းပြောမနေနဲ့လူမပြောနဲ့အရာကိုစောင်းနဲ့တော့နေနိုင်မှာမဟုတ်ဘူးခုနကပြောတာကြားလိုက်ပါတယ်ပူလုံးတော့အိမ်မှာကိုစောင်းနဲ့တော့မနေနိုင်တော့ဘူးဆိုပဲဒီမှာငါတို့ကိုစောင်းနဲ့တည်းကမင်းတို့လူသားတွေထပ်ပို့ပြီးခင်မိနေပြီကွာငါအခုတဲနေဟိုတယ်ကိုသာလာခဲ့လိုက်ကွာမင်းရဲ့ပူတွေကုန်ငိမ့်သွားမယ်စီတီကော့ resort ဟိုတယ်မှာဆိုမီးပြတ်သွားရင်တော့မီးဆက်ရှိရတဲ့အတွက်24နာရီလုံးမီးရတယ်ကွာပြီးတော့ရေကူးကမှရှိတဲ့အတွက်မင်းတို့လိုလူသားတွေအတွက်တော့ရေကန်အသစ်ကြာအသစ်ဖြစ်တာပေါ့ကွာဟာအခန်းကလည်းမင်းတို့အချိန်ပိုင်းပဲတဲမလားတညပဲတဲမလားဈေးကတော်တော်တန်နေကွာအချိန်ပိုင်းတဲကျင်တယ်မင်းတို့လူသားတွေအတွက်ကော daytime 4 hour 3800ပဲရှိတယ်ကွာ vacation ဆိုမနက်8နာရီကနေပေါ့ညနေ6နာရီထိကို4900ပဲကွာအားလို့စိန်နဲ့တဲမဲ့သူတွေဆိုရင်တော့တည6800နဲ့ breakfast ကိုလည်းဘူးဖေးမျိုးပေါင်း20ကျော်စားပြီးတော့တဲလို့ရတယ်လေအဲ့တော့ငါတို့နက်ပြည်ပြန်ရောက်နေလို့ပဲပေါ့ကွာငါကမှအိမ်မက်နေတာလားမသိဘူးအိမ်မက်ထဲမှာကိုစောင်းနဲ့ကပြောထားတယ် City Gold Resort Hotel လားပဲငါလည်းခင်မရဘူးမြင်မြတ်သွားတဲမှာပြင်မယ်